မြန်မာတန်တဲ့ရုပ်မြင်သံကြားအနေနဲ့ပြည်သူများအပန်းပြေစေရတဲ့စိတ်ခွန်အားတင်များရရှိနိုင်ရန်ရည်ရွယ်ပြီးအပတ်တင်တောက်ချာညီညများမှာ Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကိုစမ်းသစ်တင်ဆက်လျက်ရှိရမှာဖေဖော်ဝါရီလ29ရက်နေ့တောက်ချာညီညမှာမြန်မာကိုရီးယားယဉ်ကျေးမှုဖလှယ်ဖျော်ဖြေမှုအစီအစဉ်အဖြစ်ကိုရီးယားနိုင်ငံမှာနာမည်ရအနုပညာရှင်များရဲ့ K-Music Friday Night Live Show တေးဂီတဖျော်ဖြေပွဲဖြစ်ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်K-Music Friday Night Live Show တေးဂီတဖျော်ဖြေပွဲကိုကိုရီးယားနိုင်ငံမှာကျဲသုံးဝင်အဆင့်ရှိတဲ့ K-pop အဆိုရှင်များဖြစ်ကြတဲ့ Kim Kwon-woo နဲ့ Honey ကျဲနှစ်ဖွင့်အဆင့်ရှိတဲ့ Dream Cake K-pop အကလေးအဖွဲ့တို့ကမြူးကျွတ်တွက်လက်တဲ့အဆိုအကများဖြင့်ဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပါတယ်။အဆိုပါတေးဂီတဖျော်ဖြေပွဲကိုမြန်မာရုံတန်းကြားရဲ့ MRTV HD Channel, MRTV Entertainment Channel တို့မှဖေဖော်ဝါရီလ29ရက်တောက်ကြနေ့ည9:00နာရီခန့်မှာဓာတ်ရိုက်လက်ထုတ်လွှင့်ပြသမှုနဲ့အတူMRTV app ရဲ့ MRTV Telegram တို့မှာလည်းတပြိုင်နက် streaming လွှင့်တင်မှာဖြစ်တဲ့အပြင်MRTV app ရဲ့ Entertainment Center နဲ့ MRTV Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒါအပြင်မလ1ရက်တနင်္ဂနွေနေ့မနက်10:00နာရီခွဲမှာလည်း MRTV HD Channel မှာ replay ထပ်မံပြသမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။